ဖြစ်နေကြပြီဒီကြောင့်မှခါဒီလူရှင်ပြီးတော့အထက်တန်းသားတွေရောဒါတွေဖြစ်နေကြတော့ဒီကြောင့်မှကျွန်တော်တို့ကြည့်ရမှာလားတော့မြန်မာနိုင်ငံလူကြီးရတယ်နော်ဒီနေ့တော့ကြည့်ရလို့ရှိရင်တီးစုရှင်တွေဖြစ်သွားရောဒါတွေဖြစ်နေကြမှာစားလို့ကြောက်တယ်ဒီကနေ့ခင်ဗျားတို့ပြောတဲ့ရေခဲချောင်းပဲအတန်းစားဘယ်လိုဖြစ်တာလဲဒီမှာပတ်စံနေတယ်ဒီရတော့ဒီရဆိုဘာလို့ပတ်စံနေကိုလက်ခံရတော့မလားဘယ်လိုလဲရေခဲချောင်းကိုလူတိုင်းကတော့လူနေမှာလေခင်ဗျားတို့ကလည်းရေခဲချောင်းလေးဒီလိုကအထက်တန်းကရောဖြစ်သွားတာပဲခင်ဗျားတို့ပြောနေတဲ့ရေခဲချောင်းကအထက်တန်းစားအခုဒီဘာကိုဒီလိုလိုက်လည်းမသိဘူးဒါဟိတာအဖွဲ့ကတောင်းလာပြီသူရောဒီရောဒီနေ့အရင်ကြီးလို့ဆောက်လာကြည့်ပြီးတော့ဒီမှာဒီမှာပုံစံနဲ့ခင်ဗျားအစ်ကိုလိုက်ပါလာပလိမ့်နေတာခင်ဗျားကသူ့ကိုလိုက်ပလိမ့်နေတာခင်ဗျားကဘယ်လောက်တောင်းလို့လဲခုဒီတော့ငယ်ကြီးနေနေနဲ့အခုကျွန်တော်ကမင်းမမင်းကောင်းချင်နေရလားအရင်ဆုံးသူ့ကကြောင့်ကိုကြည့်အောင်လို့ဒီမှာကျွန်တော်လာပြီးတော့ပလိမ့်ခင်ဗျားကမင်းမတစ်စနေတီးပြီးမှဒါလည်းခင်ဗျားပြေးလာညရတဲ့ညရတဲ့လိုက်တော့ဆက်မပြောရှင်ခင်ဗျားကစားပို့ပြီးဒီဆိုလာမစားနဲ့ပုံစံနဲ့ခမင်းသာစားနေတာရေခဲချောင်းတစ်ချောင်းလောက်တော့တန်ဖို့မရှိဘူးဒီနေ့ကျွန်တော်မရရတော့ဘူးထင်တယ်ညီလေးတယောက်ကကျွန်တော်ဒီကောင်မလေးဆော့ရတဲ့ဗီဒီယိုလာပို့တာပေါ့နော်ပို့တော့ကျွန်တော်ဘောထဲဝင်ကြည့်လိုက်တော့ဘိုင်ယိုမှာရေးရတဲ့စာကိုဖတ်လိုက်တာတင်ထားတဲ့ဗီဒီယိုနဲ့ဘိုင်ယိုနဲ့ရှင်ပြီးတော့ကြည့်လိုက်တော့ဒီကောင်မလေးကဒါဟာတာမင်းသမီးပဲနောက်တက်တဲ့လူငယ်တွေရောကျွန်တော်အဓိကပြောချင်တာပေါ့နော်ဒီလိုလူမျိုးတွေနောက်ထပ်မမျိုးဖအောင်ကိုတော့စနေနေ့ကျအသုံးပြုပေးပါလို့哎呦我的妈မိမိစားပတ်လာရအောင်လုံးမသားမင်းသူများလုံနေတာကိုသွားပြီးတော့လိုက်ဘလိန်နေချီတော့စောက်ခွက်ကအောင်မှာ effect တွေအပြင်းနဲ့ဘာလဲမင်းဘာဖြစ်လဲပတ်စံကင်တော့ဘာဖြစ်လဲပတ်စံကသူ့ကိုကြည်ပြူလို့လူတွေကအကုန်ပေးထားကြတယ်လေလှူထားကြတယ်လေအဲ့ပတ်စံကိုလည်းသူအကုန်ပြန်လှူတာလေမင်းမတွေ့ဘူးလားအဲ့ဒါမင်းကစောင်းရမ်းသိတာလေဒီလား attention ရှာတာချီတော့ပဲမင်းစိတ်ဓာတ်ကဘာကြီးဆိုတာအကုန်သိကုန်ပြီစောက်ယူလီးလို့မဟုတ်လို့ငါလုံးမသားဒီဘဝမှာလူမွေးပြောင်ပြီးတော့စိတ်ကခွေးစိပေါက်နေတာကျွန်တော်ပြောစရာလေးရှိလို့ပါကျွန်တော်မနေ့ကတင်ထားတဲ့ဒီကိစ္စကိစ္စဒီတိုင်းမဲ့ရိုးရိုးလေးပဲတင်ထားလိုက်တာပါဒါပေမဲ့ဗီဒီယိုကပေါက်သွားပြီးဆွဲတာတွေကအများများနေလို့လေဘယ်လိုလဲဆိုရင်အခုဟာကမင်းအောင်လိုက်တဲ့ကျွန်တော်ကိုပို့ပြီးတော့ဆွဲနေသလားလို့ဒါကြောင့်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်နောက်ဆိုဒီလိုကိစ္စတွေကိုမပြောတော့ပါဘူးဒါပေမဲ့ဒီနေ့ပဲပို့တစ်ခုတင်စရာရှိတယ်တော့ကျွန်တော်မတင်တော့ပါဘာကိစ္စလဲဆိုတော့ခိုင်နှင်းဝေကိစ္စပါသူ့မှာလူငွေတွေကသိန်းကိုတောင်းတော့ရတာတော့ကြားတယ်ဒါပေမဲ့သူလူသားပတ်စံတွေကရတဲ့သူကရတယ်မရတဲ့သူကမရဘူးပြီးလို့ရှိရင်လူသားတွေကလူပြီးရင်ပြီးတော့ဆိုတော့တာဝန်နဲ့သူကလူနေတာဆိုတော့အစင်ပြေမနေဘူးဖြစ်နေတယ်အဲ့ဒါပါပဲဒီကိစ္စကတော့ကျွန်တော်နဲ့တိတ်မဆိုင်မှုဆိုတော့တိတ်ပြီးတော့အများကြီးတော့မပြောတော့ဘူးဒါပေမဲ့ကျွန်တော်မနေ့ကမှားခဲ့တဲ့ရေခဲချောင်းကိစ္စကိုကျွန်တော်တောင်းပန်ပါတယ်နောက်ဒီလိုမဖြစ်အောင်တော့ဆင်ញင်ပြီးတော့နေပါမယ်အားလုံးနားလည်ပေးကြပါလို့